Telegram မှာဘလော့ရာနဲ့ဘလော့ပြန်ဖြင်းကြီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်မေးထားတဲ့သူလည်းရှိလို့ပေါ့နော်အဲ့တော့ Telegram ကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးဘလော့နီးလေးကိုပြပါမယ်ကိုဘလော့မဲ့သူရဲ့အကောင့်တစ်ခုကိုဖိလိုက်ပါပြီးရင်အပေါ်ကအဆက်30နဲ့နေရာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာဘလော့ user ဆိုတာလေးပေါ်လာတဲ့ဟာကိုနှိပ်လိုက်ပါပြီးရင်တော့ဘလော့ user ကိုပြန်နှိပ်ပါဒါဆိုရင်တော့သူကိုဘလော့သွားပြီပေါ့နော်အဲ့တော့ဘလော့တာကိုပြန်ဖြည့်ခြင်းနဲ့ဆိုလို့ရှိရင်အပေါ်ကမြင်း3ချောင်းနဲ့နေရာလေးကိုဝင်လိုက်ပါပြီးရင်ဒီနေရာရောက်ရင်စတင်ထဲကိုဝင်လိုက်ပါပြီးရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင် privacy and security ဆိုတဲ့ထဲကိုဝင်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ block user ဆိုတဲ့ထဲကိုဝင်လိုက်ပါဒါဆိုရင်တော့ကို block ထားတဲ့လူကိုတွေ့ရပြီဖြစ်ပါတယ်သူ့ကိုပြန်ဖြည့်မယ်ဆိုလို့ရှိရင်တော့ကိုကဒီဘေးကအဆက်ကလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီမှာ unblock user ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့သူ့ကို block ဖြည့်ပြီးသွားပြီပေါ့နော်အဲ့တော့သူ့ကိုအရှိမပြန်ကြည့်လို့ရပါတယ်ပြန်ထွက်ပြီးတော့ပြန်ကြည့်လိုက်ပါဒီမှာသူရောက်နေပြီပေါ့နော်အဲ့တော့ဒီ block ဖြည့်တဲ့နည်းလေးနဲ့ block တဲ့နည်းလေးကိုလာပြီးမြောက်ပေးတာဖြစ်ပါတယ်ကိုတက်ကြိုးရှိတယ်ဆိုလို့ရှိရင်လည်း follow မလုပ်ရသေးဘူးဆိုရင်လည်း follow လေးလုပ်အသေးလေးပေးပြီးတော့ share လေးလည်းတစ်ချက်လုပ်ပေးတော့ပါရှင်အားလုံးပဲအဆင်ပြေကြပါသည်ရှင်